嘿，我有你你电视一切边喏，你叫人嘛我叫你都没要。ဟုတ်ပါပြီမင်းသမီးရဲ့မင်းသမီးလာခေါ်ကျွန်မတာဝန်တာဟုတ်ပြီလားလာစီရမင်းလာစီရမင်း 真的的，那看你来他那边喏。 ဟုတ်ပါပြီ မင်းသမီးဟာမင်းသမီး 修点啥了没咯啦？啥在那边 ဟာ 喏？ မင်းသမီးကလည်းစားလို့မရတော့ဘူးလေမင်းသမီးကဘယ်လိုလုပ်ထားလဲမိတ်ကတည်းကလိုတာထက်ပုံနေရဲ့ accessory ရောပဲ 他让爸爸姐姐里边领他喏。 ဟာမင်းသမီးကလည်းဒီအောင်ပပကြည့်ကြည့်လားအခုပြချင်တာလေ natural look natural beauty လေးပဲလုပ်ချင်တာမျက်တောင်သူလေးအဲ့ဒါထွက်မယ်နော်ပြီးတော့နှခမ်းရောင်လေးလည်းပပလေးပဲလုပ်ပဲ natural လေးနော်မင်းသမီးဘောပေါက်တယ်နော် 给，你穿 beauty 的嘿，跳没到。给，要不啦？ မရသေးဘူးလေမင်းသမီးကဘာမှထူးထူးခြားခြားပြောင်းလဲသွားဆိုတာလည်းမရှိဘူးမိတ်ကလေးနည်းနည်းထည့်လျှော့ပေးပါဦးအခုကလေအသက်ကြီးကြီးအင်ဒရီရှိကာရိုက်တာမျိုးနော်မိတ်ကလေးနည်းနည်းထည့်လျှော့ပေး 到他小要吗？ ဟုတ်တယ် 怎么包的呢？给，他老鼠要不啦？ good ရှစ်တင်စားမယ် 哈？学比较老来嘛，good 的多。 မင်းသမီးရဲ့ဒီလိုပုံစံနဲ့ဘယ်လိုလုပ်ကြမှာလဲ လေမစိုးရိမ်ပါနဲ့ဟဲ့ငါတို့လောဝါရင်မင်းသမီးတွေဆိုတာရှုပ်ရအဓိကမဟုတ်ပါဘူးအနုပညာကအဓိကဒင်းတို့လေစကွန်စင်းပေါ်မှာငါဘယ်လိုပညာပြမလဲဆိုတာနင်စောင့်ကြည့်လိုက် အာဂျိုင်းကြိုင်နာ โอเคဒီမှာကြိုက်လိုက်ဟာဒီလိုလား လေ 1 2 3 တူရလေးလာတယ်ရလေးလာတယ်ဟုတ်ကဲ့ရှင်ကျွန်တော်တို့လေငယ်ငယ်လေးပဲsorry မကလည်းလည်းနေနိုင်ရှင်ကကောင်းကောင်းတက်မှာပေါ့ ဒီချင်းကစားကြုံရောက်သည်အမြဲတူနေရတော့မည်ဘေခမခွေရမြဲဆွေလန်းချကြသည်ဒီချင်းကစား ဟဲ့မင်းတို့ကလည်းကွာဘယ်လိုလုပ်ကခန်းထဲကြုံရောက်နေကြတော့ အာရှိချုံကိုကြောလာသားလေ မင်းတို့ကပြောထားတယ်လေတင်လာကြိုက်ကောင်းကောင်းအိတ်ခံမယ်လို့ ဟာရအောင်ဒီနာကိစ္စနောက်မှရှင်းအခုကိစ္စရင်ရှင်းလိုက်တော့မဟုတ်လို့ကတော့ဒီညမင်းတို့နေရောက်ကောင်းကောင်းအေးရမယ်လို့မထင်နဲ့နော် အမောင်ရဲ့ပြေးလိုက်ပါ အေးစောနားကျင်လို့နော်ရော့ ရှင်နေပါလေတော့အကုန်လုံးတာပေးခေးလိုက်တော့နော် အော်ဟဲ့ဒီကိစ္စတဲ့မှာကြောက်ဦးလေး surprise ထည့်ထားတယ် ငါဘာချုပ်ပြောနေအောင်ဒီမှာငါမိမချက်နေပါဦးမယ် ဘေဘီပြောပြင်မနှိုင်းလားဒီနေ့ရန်လာနေရနော်ဘာဖြစ်တော့လဲဒီလက်တွေကဒီမှာငွေချင်းတွေရှိရလေ80ရာကြီး ဘီဘီပြောရလေသူငယ်ချင်းတွေအခုချိန်လောက်ဆိုရင်အပြင်ရောက်နေလောက်ပါပြီ။ဘာဖြစ်လို့ဘာလဲကိုကိုကြောက်လို့နိုင်ရင် မမပြောရတယ်နော်လေဘေဘီပြောရလေတခါမှအမေနဲ့အခုလိုခွဲမအိတ်ဖို့ဒါပထမဦးဆုံးခွဲအိတ်ဖို့တာပဲနင်ကကြောက်တယ် ကဲဘီဘီပြောရင်ကိုကိုကိုလေအမေလူရောကိုကိုလူရောသဘောထားလိုက်တော့နော် ရောက်သည်အမြဲတူ ဘာလဲပြေးတော့လေရန်လာတယ် ။ဟောဘီဘီကလည်းဒီမှာကိုလေးဖြည်းဖြည်းလို့ပြီးနေတာပဲ ကိုပြေးပြရတယ်ဒီမှာဘေဘီသိတော့မယ်သိလား ။အော်ဘီဘီကလည်းနည်းနည်းတောက်နေလိုက်ပါ သမီးမနေ့ပြန်အောင်ဆင်းထွက်တော့မှာဆိုတော့ဟုတ်ပဲလက် ဟဲ့ဘာဖြစ်လို့လဲ ဘာဖြစ်မှာတော့ငါမနေ့ပြန်မအားဘူးနင်ကအောင်ဆင်းထွက်ရင်လည်းကြောက်အောင်မယ်ဆိုတော့ငါနင့်ကိုကြိုရိုက်ထားမလို့ အော်နေပါဦးလေးဟာသူဒီနေ့တော်တော်လေးဖြေနိုင်တယ်ပြောပါရဲ့ဟိုအောင်ပါဦးလေးဟာနော် အော်ဆရာရဲ့မင်းမလို့သူ့စကားကိုယုံနေသေးရဲ့ तू ကလေနှစ်တာအဲ့လိုပဲပြောနေကြပလီတီချောက်ချက်ဒီနေ့လည်းအောင်မှာမဟုတ်ဟုတ်ပဲလက် 啊，别来，那么也请你说的，没得骗，我先推的上报。 ဟုတ်ပါရဲ့ဦးလေးဟာအောင်စင်းထွက်တဲ့ทีကိုစောင့်လိုက်ပါနော်ဦးလေးနော် စောင့်ကြည့်ကြသေးတာပေါ့ဟုတ်ရင်ဟုတ်မဟုတ်လို့ကတော့လေတပည့်ရောဆရာအောင်ငါကပတ်စာမိမိတောင်မဲ့ အာစောင်းရအောင်မေး ဘယ်သူအောင်တာလဲဘယ်သူအောင်တာလဲ ဟာဦးလေးသမီးအောင်တာပေါ့ဗျာ ဟဲ့မဖြစ်နိုင်တာတိချာလဲကြည့်ပါဦးနာမည်သူတွေဖြစ်နေပါဦးမယ် ဟာသေးကြတယ်ဗျအဖေနာမည်လဲဦးလေးနာမည်ပဲခုံနာမည်လဲတမီးနာမည်ပဲ ဟာပြစမ်းအေးဟုတ်ကားမယ်ဟုတ်တယ် အောင်တာတော့ရိုးရိုးအောင်တာမဟုတ်6ပါးလောက်ဂုံတူးနဲ့အော်ဒီနဲ့အောင်တာနဲ့ဗျာ ဒီမှာလေးဖေးကသမီးရဲ့ဂုံယူလိုက်တာကွယ်ဆရာကျေးဇူးတင်နေနော်ငါသမီးလေးရလေအဖေတို့မျိုးရိုးစစ်စထိန်တိန်လာတဲ့အော်ဒီဆိုတဲ့ဂုံပုတ်ကိုလေဆက်လက်ထိန်တိန်နိုင်ခဲ့ပြီသမီးရဲ့ 那找不了别人不，该考比说，小妈不考为了，第六些就叫你考完了，那种你奥米吧。 တွေ့ရ
ဘာပြောရဲဆိုတော့သိမှန်တာ哦မေမိမအဲ့ကြောင့်မလို့မင်းညလုံးပျောက်နေတာ哦ဟဲ့မပြောဒါဘယ်နေပြန်လာကြလဲ ဟိုစက်ပွဲရပြန်လာ စက်ပွဲပြန်လာတာအမေလူကြီးတွေဘယ်လိုဖြစ်ရလဲအခုအမေမကဲနေရတယ်လို့အမေဆဲကြငါချက်သားအမေဘေးထားလက်ဆွဲလက်ကောက်တွေဘယ်ရောက်သွားလဲ ဟိုအမေစက်မင်းသားအမ်းလိုက်တာ ဟဲ့အဲ့နဲ့လို့မပြောပါနဲ့အမေကအမှုပညာကိုချစ်တာအမှုပညာကိုညံ့နိုးတာအကြောင်းပေးလိုက်တာ ဟာလို့မရဘူးလေအဲ့ဒါကြီးအားလုံးကငါရမ်းမဲ့အမွေတွေနင်လုံးဝမတောင်းလား အော်အမေကပေးနေတာဘယ်လိုလုပ်ရမှာလဲ အဲ့ဒါတွေအားလုံးကလေနင့်ကြောင့်ဖြစ်တာဒီနေ့နေစားပြီးအိမ်ထဲနေအိမ်ပြင်လောက်အောင်ထားနေနေ အမေ ဟဲ့ငါသမီးတို့နေဘာမှပြောကြမလို့ဒီအရာငါအိမ်ငါစီကံပဲနေနိုင်နေမနေနိုင်ချောင်းဒါပဲသမီးနောက်ပွဲအတွက်အမေကြိုက်ရှေ့ဆုံးကလက်မှတ်ဝယ်ထားလိုက် Okay ငါစိတ်ညစ်အမခံ3နှစ်3မစိတ်ချလို့ရတဲ့ပြင် DDS Electronic တွေကို Hodia Facebook page နဲ့ Hodia TikTok page မှာမာယူလို့ရတဲ့ပြင်ထိုင်းနိုင်ငံမှာဆိုရင်လည်း Shopee Lazada TikTok Shop တွေမှာလည်းဝယ်ယူလို့ရပါတယ်ခင်ဗျာ DDS Electronic Showroom ကိုအမတ်ဆက်ရှိတိုက်ကဆန်လန်အလုတ်သမားဆေးရုံရှိတာမွေမြို့နယ်မှာလည်းဖွင့်လှစ်ထားပါတယ်ခင်ဗျာမင်းပြန်လာလား မဟုတ်ပါဘူးမင်းညစတေရှိုးပြီးကြရပြန်လာတာအကျုပ်ပြန်လာတော့ရှင်အိတ်နေပြီ အဲ့ဆိုအခုမနေ့စောစီပြီးအခုကဘယ်တော့ အော်ဈေးတော့မလို့လေယောက်ျားရဲ့ ဈေးသွားမယ်ဒီလိုပုံစံနဲ့ အော်ယောက်ျားရဲ့ကွက်တဲ့ဈေးတော့ပဲထူးပြီးပြင်စရာမှမလိုတာ ။အော်အလားပါကြိုက်တဲ့ငါမိန်းမဇက်ပွဲသွားတဲ့ဝစ်ဆိုင်နဲ့ဈေးသွားမယ်ဆိုတော့ ဟိုလေအဲ့ဒါ ပြီးရင်ဈေးသွားမယ်လေပြောတဲ့ချင်းလဲမပါဘူး ဟာရှင်တို့ယောက်ျားတွေဆိုနေမှာလေကျမတို့မိန်းမတွေမျက်စိတောက်ပြီးတော့တခုချင်းအပြစ်ပြောနေတော့ပဲဈေးလည်းမတော်တော့ဘူးရှိတဲ့ဟာနဲ့တာဖြစ်တယ်လို့စားကြတော့စပွားမိုးလည်းကြည့်ခဲ့လို့အေးပြရကြတယ်အဲ့ရှင်နဲ့ ။မိန်းမတွေကလေဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းကိုမသိဘူး။ရှာကျိုးသူမမှန်တာတော့ တော်ပါပြီဟဲ့ဒီနေ့ကတော့ငါမလိုက်တော့ပါဘူးနင်တို့ပဲတွားကြပါတော့ ဒီနေ့ကနေကြိုက်တဲ့အဆွဲလေးနဲ့မင်းသားပါတယ်နော် တော်ပြီမလိုက်တော့ဘူးတော်ပြီတွားတော့ လိုက်ကစားမှာနေဘာမှပြောတာ哦 ဒါတော့လဲဒါပေါ့ဟဲ့ဒီမှာငါတို့ကလေတပတ်ကို4ရက်5ရက်တွားကြည့်တာတလားကျော်လောက်ဖြစ်နေပြီကြာရင်လေငါ့ကိုကြာရိတ်မိတော့မယ်တော့ နေပြောတော့နှစ်ယောက်ကြောင့်နေပိုင်နေဆို ဩပိုင်တာတော့လဲပိုင်တာပေါ့ဟဲ့ကြာလိုက်လေအကင်ခမ်းမှာကြောက်လို့ဟဲ့ပြီးတော့လေလေငါပြောမယ်အေးပြစ်လို့လားမသိဘူးတော့ဒီမှာကြုံဝတ်ချန်နေထွက်တာငါဆိုလေအဖွေးဟဲ့နေဦးနင်းကနေလေပွဲတော့တယ်အတူတူပွဲစဲမှာစားချင်ရစားလဲအတူတူအေးပြစ်တာလဲအတူတူငါကြတော့ဝတ်ချန်နေတူတူတပလက်ပြစ်ကြီးပေါက်မှာနင်းကြတော့ဘာမှဖြစ်ဘူးဟော ငါဖြစ်เสียလား ဟဲ့ဖြစ်เสียလားလုံးမနေနဲ့ငါမလေးဒီမှာကြည့်ဝက်ချန်နေရောတင်းတင်းကလည်းကြားချင်နေစိတ်တွေညစ်နေပြီနင်းလို့လေဘာမှမဖြစ်အောင်ဘာတော့မဆိုငါ့ကိုလည်းပြောပြအောင် ဒါလေးများဘာခက်တမန်းလို့ဒီမှာဟမ်မာဘီတရားထွက်ထားတဲ့ဝက်ချန်သမားတွေအတွက်သုံးတဲ့အလိုဗေရာဂျယ်ဒါလေးသုံးပြီးတင်းတိတ်တွေလည်းနည်းနည်းထွက်နေဆိုတော့ဒီမှာရော့ night cream ဒါလေးသုံး dry skin အတွက်လည်းကောင်းတယ်ဒါ အော်အေး ပြီးတော့လေဟမ်မာဘီတရားထွက်ထားတဲ့ day cream လေး तू ကငါတက်လုံးဝမရှိမဖြစ်လေ तू က all skin type သုံးလို့ရတယ်နော်ရှော့ဒါလေးကကျတော့ sun cream तू ကကျတော့ make up ပါပြီးသားမလို့ဘာမှထက်လိမ့်စရာမလို तू တစ်ခုတည်းနဲ့ဟို perfect ဖြစ်နေပြီ အော်လက်ဆက်တက်တော့နေဟမ်ဘာ beauty သုံးပြီးတော့အလှပတွေထိမ့်သိမ့်နေတာပေါ့ အမလေးဒါနဲ့တမပြီးသေးဘူးဒီမှာရော့ဟမ်မာဘီတရားထွက်ထားတဲ့ mask လေး तू ကတစ်ပတ်ကို2ချိန်သုံးပေးုံနဲ့အသားရည်ကိုကြီးစေတယ် တကယ်မလေးညီဆိုဒီမှာလဲနော်ဒီလိုပစ္စည်းကောင်းရှိတာငါ့ကိုစောစီမပြောဘူးတော့ဟဲ့ဒီလိုလို့ဒီညပွဲကြည့်ဖို့အတွက်လက်မှတ်ကိုလေငါ့အတွက်ပါဖြတ်ထားလိုက်တော့ငါလည်းနည်းနည်းပွဲတူတူလိုက်ကြည့်မယ်ညနေလာခဲ့မယ်